downloader software ကိုရှာနေပါသလားဒါဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေအတွက်ပါကျွန်တော်ဒီနေ့ညွှန်ပေးခြင်းတဲ့ software လေးကတော့ Snapcube downloader လေးပဲဖြစ်ပါတယ်ဒီကောင်လေးရဲ့ official software ကတော့ကျွန်တော်တို့ဗီဒီယို၄ပုတ်လောက်ကြည့်လို့ရှိရင်ကြော်ညာတစ်ခါသို့မဟုတ်နှစ်ခါလောက်တော့ကြည့်ပေးရပါတယ်ဒါပေမဲ့ဒီကောင်ကိုကြော်လို့ရတဲ့နီလန်းရှိပါတယ်အဲ့ဒါကတော့ official software မဟုတ်ဘဲနဲ့ crack version မူ version တွေကို download ဆွဲပြီးသုံးလို့ရပါတယ် crack version ဆိုပေမဲ့သုံးရတာတော်တော်လေးအဆင်ပြေပါတယ် okay Snapcube ကိုစပြီးသုံးတော့မယ်ဆိုရင် Google Play Store မှာတွားပြီးတော့မရှာပါနဲ့ဒီကောင်က Play Store မှာမရှိပါဘူးကျွန်တော်တို့ Chrome browser ကနေပြီးတော့ Snapcube ကိုရိုက်ရှာလိုက်လို့ရှိရင်ဒီကောင်ရဲ့ official software ဒီ website ကိုရောက်သွားပါလိမ့်မယ်ဒီ website မှာ software ကို download ရတယ်လို့ကျွန်တော်တို့ခုနကပြောခဲ့တဲ့ crack version မူ version တွေကိုလည်းတခြား website တွေမှာတွားရောက် download ဆွဲနိုင်ပါတယ်ဒီကောင်ကဘယ် social platform တွေကနေ download ဆွဲလို့ရလဲဆိုရင် YouTube ကနေဆွဲလို့ရတဲ့ Instagram, Pinterest software တွေ TikTok ကနေဆိုလို့ရှိရင်အရင်တုန်းက Watermark မှတ်ပါပဲနဲ့ဆွဲလို့ရပါတယ်ခုနောက်ပိုင်းတော့ကျွန်တော်လည်းမသိပါဘူး Facebook ကနေလည်း download ဆွဲလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့ download ဆွဲပုံဆွဲနည်းလေးကိုတစ်ချက်တွားကြည့်လိုက်ရအောင်ကို download ဆွဲမဲ့ဗီဒီယိုရဲ့ copy link ကိုယူပါ copy link ကိုဘယ်လိုယူရလဲဆိုလို့ရှိရင်ကျွန်တော်တို့ share ခလုတ်ကလေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်အမှာ copy link ဆိုပြီးပေါ်လာပါလိမ့်မယ် copy link ကိုယူပါပြီးလို့ရှိရင် Snapcube software တွေကိုဝင်လိုက်ပါဝင်လိုက်တဲ့ဆိုရင်ဒီမှာသူ့ရဲ့ download ဆွဲဖို့ format ကလေးပေါ်လာပါတယ်အဲ့ဒီမှာကိုက MP3 ဆွဲချင်တာလားဒါမှမဟုတ် MP4 ဆွဲချင်တာလားယူရပါမယ် MP4 ဆွဲမယ်ဆိုလို့ရှိရင်ဒီကောင်ရဲ့ resolution တွေကိုအောက်မှာပြထားပေးပါတယ်ကိုလိုချင်တဲ့ resolution နဲ့ရွေးပြီးတော့ဆွဲလို့ရပါတယ်ဒီလိုမျိုး copy link ယူပြီး software တွေကိုဝင်ပြီးတော့မှ download မဆွဲကြည့်ဘူးဆိုရင်လည်းတခါတည်းတခြား app ထဲမှာပဲတမ်းပြီးဆွဲလို့ရပါတယ်ပထမဆုံး share ခလုတ်ကိုနှိပ်ပါပြီးလို့ရှိရင် mode ကိုနှိပ်ပါပြီးလို့ရှိရင်ဒီကောင် Snapcube ကိုလိုက်ရှာရပါမယ် okay ဘေးလေးကိုနည်းနည်းဆွဲလိုက်ပါဆွဲပြီးလို့ရှိရင်ဒီမှာဒီလိုမျိုးတွေ့လိုက်မယ် mode ဆိုတော့နှိပ်လိုက်ပါအဲဒါဆိုရင်တော့ Snapcube ကိုတွေ့ရပါမယ် Snapcube ကိုနှိပ်လိုက်တဲ့အခါမှာဒီလိုမျိုးပဲအရင်မှာပြထားသလိုပဲ format ကလေးပေါ်လာပါမယ်MP3 ဆွဲချင်တာလား MP4 ဆွဲချင်တာလားတခုရွေးလိုက်ပါနော်အောက်မှာ resolution လေးရွေးလို့ရပါသေးတယ်ပြီးလို့ရှိရင် one and download ဆိုတာကိုနှိပ်လိုက်ရင်ဒါဆို download ဆွဲနေပါပြီခဏပဲစောင့်ရပါတယ်အကြိုင်းမစောင့်ရပါဘူးဒီကောင်ရဲ့ download speed ကလည်းတော်တော်လေးကောင်းပါတယ်ဗျ